ဒီဇလန်ကစပင်မရှိတဲ့မျက်လက်မကောင်းဆိုးဝါးမတယောက်နဲ့စတင်ပါတယ်သူမကဆေးရည်ပလင်းတပလင်းထုတ်ပြီးအဲ့ဒါဟာပုံပြောင်းစေတဲ့ဆေးရည်လိုလူတိုင်းကိုပြောပါတယ်စကားမနာတဲ့ကလေးတွေကိုကြွက်လေးတွေဖြစ်အောင်ပြောင်းပြဖို့စီစဉ်ထားတာပါပျော်ရွှင်စွာနဲ့လေထဲကိုပြန်တက်သွားတဲ့အခါအောက်မှာရှိတဲ့လူအုပ်ကလက်ခုပ်တန်ကြီးနဲ့အားပေးကြပါတယ်ဒါပေမဲ့မကောင်းဆိုးဝါးမကရုတ်တရက်လူတိုင်းကိုတိတ်ဆိတ်လိုက်ပြီးလူသားနဲ့ရလာတယ်လို့ပြောပါတယ်ကျက်ငှက်လိုနှာခေါင်းဖောင်းတွေကိုဖြန့်ပြီးနန့်ခံရှာဖွေတော့လဲဘယ်နေရာကလာလဲဆိုတာမတွေ့နိုင်ပါဘူးအဲ့ဒီအချိန်မှာကောင်လေးတယောက်ဝင်လာပြီးမကောင်းဆိုးဝါးမကဆေးရည်ဆူဆွတ်ထားတဲ့တကြားလုံးကိုလှည့်ဖြားပြီးစားခိုင်းလိုက်ပါတယ်ကောင်လေးကတုံးလုံးစားပြူလာပြီးနားထဲကမီးခိုးတွေထွက်လာကလေထဲကိုလေပြေသွားတဲ့ဘောလုံးလိုပြန်တက်သွားပြီးနောက်ဆုံးမှာကြွက်လေးတစ်ကောင်ဖြစ်ပြောင်းသွားကအပြေးထွက်ပြေးသွားပါတယ်ထို့နောက်မကောင်းဆိုးဝါးမကဖုံးရနေတဲ့နောက်ကောင်လေးတယောက်ကိုဖမ်းဆီးပြီးဆွဲထုတ်ကအစိမ်းရောင်ဆေးရည်ကိုသူ့နားထဲတွန်းထည့်လိုက်ပါတယ်အဲ့ဒီကောင်လေးလည်းတုံးလုံးစားပြူလာပြီးလေထဲကိုတက်လာကခန္ဓာကိုယ်တစ်လုံးလုံးမှာအစိမ်းရောင်ပူပေါင်းလေးတွေပေါ်လာပါတယ်မျက်နှာကလည်းကြွက်မျက်နှာလိုပြောင်းသွားပြီးနောက်ဆုံးမှာကြွက်လေးတစ်ကောင်ဖြစ်ပြောင်းလဲသွားပါတယ်လှုပ်ရှားလေးရဲ့ထွက်ပြေးတော့မယ့်အချိန်မှာမကောင်းဆိုးဝါးမကပြန်ဖမ်းလိုက်ပါတယ်ဒါပေမဲ့အရေးကြီးတဲ့အခိုက်အတန့်မှာကြွက်ဖြူလေးတစ်ကောင်ပြေးလာပြီးမကောင်းဆိုးဝါးမရဲ့လက်ချောင်းတွေကိုပြင်းပြင်းထန်ထန်ကိုက်လိုက်ပါတယ်